ပြိုင်ပွဲတွေမှာလည်းပေါ့နော်ပြိုင်ပွဲတွေဝင်ပြီးတော့ ဆရာစတဲ့ကြားတင်တယ်လေဘလို့ဖြစ်လို့လိုက်ရတော့ Any message for tonight event? Would you like to share some the feeling that you got today? tired วันนี้มาถึงที่ Joint House 3 ปี anniversary นะครับแล้วก็เห็นหลายๆแบบกิจกรรมของอาร์ตเนาะมันมีการแสดงด้วยมันมีหลายแบบเลยครับแล้วก็ทุกคนก็มาชวนแบบสนุกมากๆเนาะความรู้สึกแบบสนุกมากๆครับ ဒါပေမဲ့ဒီနေ့ဆရာမတို့ရဲ့ flyer တွေသူတို့ဟိုယူသွားကြတယ်မလား အရင်တိုင်းမှာမတက်ရသေးဘူးဘယ်လိုလုပ်မလဲဆရာကျွန်တော်ဥက္ကဋ္ဌရော ဥက္ကဋ္ဌဒါလည်းပြောတော့လည်းမသိ ပြောပါတယ်ချပါတယ် ပြောပါတယ်အင်္ဂလိပ်လိုဘယ်လိုပြောလဲ happy I'm so happy Any message for tonight event? Would you like to share some any message? The feeling that you got today? tired Tired. And then I mean like very positive feeling. excited Okay, thank you. So, would you like to say anything for tonight? It's really fun, Uh-huh. looking at the Thai students are also performing in the, Burmese event. So it's really great that we can see all the community in Mesot coming together to celebrate the 3rd year anniversary of Joint House. Okay, what would you like to see the Joint House after these three years? After these 3 years, Yeah. maybe doing more, expanding and collaborate with more Thai government schools. That's really great. ပြိုင်ပွဲတွေမှာလည်းပေါ့နော်ပြိုင်ပွဲတွေဝင်ပြီးတော့ ဆောင်းမျိုးကကြီးတယ်တကြီးဖြစ်ပါတယ်။တကြီးတော့မဟုတ်ဘူး။လူငယ်တွေဘာပြောချင်လဲ။အားလုံးလူကြီးတွေမဖြစ်သေးဘူး။မြစ်ပြင်းဓာတ်စီပေါ့။ကျန်တဲ့လူကအဆူတော်ဖြစ်ပြီးကျွန်တော်တော့အတော်ဆိုဖြစ်ပါတယ်အဲ့လိုမေးစား မတားစီလို့မရနိုင်ဘူးယုံကြည်ကြတဲ့တော့ကိုတော်လန့်ချခေတခုတွက်စနစ်တစ်ခုပြတ်မှန်တရားသင်္ကန်းသားမစီဘူးလေကြုံလာမဲ့နာတရားတွေပြီးဘူးထက်တီယုံကြည်ရကိုင်းဆိုရင်ခေတခုဆက်လွတ်လပ်ရသမိုင်းတစ်ခုအသိရဲ့အောင်တန်တွေညာလုံးကဟစ်ချွေမန်တန်လေးညာလုံးကစိတ်အင်းချင်းနာတဲ့အလားတင်လိုက်ကိုပြစ်ပဲပြန်ရနိုင်အောင်လားအနာကချုပ်ပြန်ချနိုင်အောင်လားကဘာကဟိုးတစ်ပတ်ခေါင်းထဲမှာလေးလေးနဲ့ကျဲလေးတွေကလေးတော့ပြောကြတယ်ရှိနိုင်တဲ့နေရာကမျိုးပြကြောင်းတဲ့ပြောဘေးမရင်ဒီလမ်းကိုစုံတီးကိုလက်တွဲရေးရွှေ့စံချတော့ကဘာတိကိုမှန်းမြောင်စစ်စိုးတွေအောက်ကနေမင်းတို့တွေခုချိန်မှာ
ပြေးထွက်လာတော့ကွာ တော့ခင်ဗျာရုပ်ပြပါပြီပေါ့ကျေးဇူးတင်ပါတယ်ပေါ့တော့ပြန်သေးလေလွယ်ပဲလွယ်တာ ဟိုကဓာတ်ပုံဆရာတွေမိုက်ယူပြီးပြောပေးမလားဓာတ်ပုံဆရာမိုက်လို့လား ဒီ